မိတ်ဆွေတို့ရေမင်္ဂလာပါဗျဒီနေ့မှာကျွန်တော်ပြန်လည်ပြီးညှောက်ပြီးသွားမယ်အကြောင်းအရာလေးကတော့ Facebook မှာရှိတဲ့ဗီဒီယိုတွေတချင်းတွေကိုပေါ့နော်အလွယ်တကူ download ဆွဲယူလို့ရတဲ့နည်းလမ်းလေးကိုညှောက်ပြီးသွားမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ Facebook ထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်မိတ်ဆွေတို့ကိုဆွဲခြင်းတဲ့ဗီဒီယိုပိုင်းတစ်ခုကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်ရွေးချယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင် share ခလုတ်လေးရှိတယ်ပေါ့နော်မြားအကောက်လေးနဲ့အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်အောက်ဆုံးမှာရှိတဲ့ copy link ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အဲ့ copy link ဆိုတဲ့စာတန်းလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ပေါ့နော် Chrome ဖြစ်ဖြစ် browser ဖြစ်ဖြစ် software တစ်ခုကိုကျွန်တော်တို့ရွေးချယ်ပြီးအသုံးပြုပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်ကကြတော့ Chrome ကိုရွေးချယ်ပြီးတော့ပြပြီးသွားမှာဖြစ်တဲ့အတွက်ပေါ့နော် Chrome software တွေကိုတစ်ချက်ဝင်လိုက်ပါတယ်ဝင်ပြီးသွားပြီဆိုရင် Chrome software တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်အပေါ်ဆုံးမှာပေါ့နော်ဒီအပေါ်ဆုံးမှာဆက်ရတဲ့ button လေးမှာကျွန်တော်တို့အနေနဲ့ဒါရိုက်ထည့်ပေးရမယ့်စာကတော့ Facebook video downloader ဆိုပြီးတော့ကျွန်တော်တို့စာတန်းလေးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင် Facebook video downloaderကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ကကြတော့ဒီမှာဆိုရင်အောက်ဆုံးမှာပေါ်လာပြီပေါ့နော် Facebook video downloader ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုရိုက်ထည့်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒါတစ်ချက်လောက်နှိပ်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုး website တွေအများကြီးနဲ့မှကျလာမှာပဲဖြစ်ပါတယ်ဗျ website တွေကျလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါဒီမှာဆိုရင်ကိုရွေးချယ်ပေးရမယ့် website ကဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်အများကြီးရှိတယ်ပေါ့နော်နည်းနည်းလေးအောက်ကိုလည်းနည်းနည်းဆွဲကြည့်မယ်ပေါ့နော်ဆွဲကြည့်မယ်ဆိုရင်လည်းဒီမှာအများကြီးနှမရှိတယ်ဒါဆိုရင်ကျွန်တော်ကကျတော့အလွယ်ကူဆုံးနဲ့ download video ပေါ့နော်အဲ့ဒီ quality ကောင်းကောင်းနဲ့ဆွဲမှာဖြစ်တဲ့အတွက်ဒီမှာဆိုရင် Facebook video downloader ဆိုတဲ့ကျွန်တော်စာတန်းလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျရွေးချယ်ပြီးတော့အသုံးပြုပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်အဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဒီနေရာလေးမှာပေါ့နော် under Facebook video ဆိုတဲ့ကျွန်တော်တို့ဒီအကွက်လေးထဲမှာပေါ့နော်ကျွန်တော်တို့အစောလေးရယူလာတဲ့ copy link ကိုပေါ့နော်ကျွန်တော်ရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျရိုက်ထည့်ပေးရမှာဆိုရင်ကျွန်တော်တို့နေရာဒီမှာဆိုရင်အဲ့နေရာလေးကိုနည်းနည်းလေးကြာလေးဖိလိုက်မယ်ပေါ့နော်2စက္ကန့်3စက္ကန့်လောက်ဖိလိုက်မယ်ဆိုရင် PST ပတ်ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အစောလေးရ copy ယူလာတဲ့ link ဒီနေရာမှာထည့်ပြီးသွားပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီ downloader ဆိုတဲ့ကျွန်တော်တို့စာတန်းခလုတ်လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်တစ်ချက်ဆောင်ပေးလိုက်ပါမယ်ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့နည်းနည်းလေးအပေါ်ဆွတ်တင်လိုက်မယ်ဆိုတော့ဒီမှာဆိုရင်ဒါစာတန်းနှစ်ခုရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါမူရင်းဗီဒီယို download ဆွဲမှာဒါမှမဟုတ်ရင်ကျွန်တော်တို့အနေနဲ့ quality ကောင်းကောင်းနဲ့ဗီဒီယိုပိုင်း download ဆွဲမှာလားဆိုတာကိုမေးထားပါတယ်ဗျဒါဆိုရင်ကျွန်တော်ကကျတော့ quality ကောင်းကောင်းနဲ့ download ဆွဲမှာဖြစ်တဲ့အတွက်ပေါ့နော်အောက်ဆုံးကစာတန်းခလုတ်လေးကိုနှိပ်ပေးလိုက်ပါတယ်ဗျပြီးပြီဆိုရင်ကြော်ညာလေးပေါ်လာမယ်ဆိုတော့အပေါ်ဆုံးညာဘက်တောင်းလေးမှာရှိတဲ့ close ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ downloader ဆိုတဲ့ကျွန်တော်တို့စာတန်းခလုတ်လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျစာတန်းခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့အစောလေးကကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုဖိုင်ဟာဆိုရင်အလွယ်တကူပဲကျွန်တော်တို့ download ဆွဲတာပြည်သွားပြီပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေများအားလုံးလည်းပေါ့နော်ဒီနည်းလမ်းလေးကိုအသုံးပြုပြီးတော့အားလုံးပဲအဆင်ပြေကြပါစေဗျဒါဆိုရင်မိတ်ဆွေများလုံးလည်းစိတ်ချမ်းသာခြင်းကိုကြီးကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းနေတယ်ပေါ့နော်ဒီနေ့မျှဝေပေးတော့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျဒီလိုမျိုးအကြောင်းအရာလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ Facebook page ကိုလည်း like and follow လေးလုပ်ပြီးတော့အားပေးကြပါအောင်နော်အားလုံးပဲဘိုင်ဘိုင်ပါဗျ